ကျောင်းဆန်တော့ကလေးတွေကိုသင်တန်းပေးရတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ပုံမှန်ကလေးမျိုးမဟုတ်တဲ့အတွက်ပို့ပြီးတော့စိတ်ရှည်သွားတဲ့ auto mindset ရခဲ့ပါတယ်ဒီလိုတွေ့ကြုံနေလေသူတို့လည်းတွေ့ကြုံနေရှိလို့ပါဟုတ်အဲ့လေးတော့အဆင်ပြေပါတယ်ဗျဒီဟာလေးကိုဒီဟာလေးလိုင်းလေးညီအောင်လို့နော်အခုပြောနေရ espresso single နော်ဒီနှစ်ခွက်ထဲမှာဆိုရင်ဘယ်ဟာပြင်းလဲအရသာ coffee ရတာဘယ်ဟာပြင်းလဲပေါ့ဟုတ်ကဲ့အရသာပြင်းရတော့တပည့်ကတော့နည်းနည်းတော့အရင်ပြင်းတယ်လို့ပြောကြရတယ်ဟုတ် espresso ကပုံပြင်းတယ်ဟုတ်ကဲ့အဲ့ဆိုရင်ခုcoffee ဖြောလိုက်တယ်ပေါ့နော်ဖြောလိုက်တဲ့ဟာကိုဘယ်ဟာကိုပို့ပြီးတော့ဖြောရတာအကြိုက်ဆုံးလို့နော်espresso နဲ့အမေရိကန်လို့အမေရိကန်ပေါ်ပြီးတော့အကြဆုံးလို့အမေရိကန်ဖြောရတာပို့ကြိုက်တယ်ပေါ့နော်ဆရာကို choice လုပ်ခိုင်းမယ်ဆိုရင်ဘယ်ဟာကိုတိုက်ဟုတ်တယ်အမေရိကန်လို့တိုက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆရာကလေးတို့တင်ပေးရတာဘာကွာချက်ချက်ရှိလဲဆိုသူတို့တင်ပေးရင်းနဲ့ပျော်ရွှင်ရတယ်ခင်ဗျဟုတ်ဘယ်လိုပြောမလဲသူတို့ဖြော်နေတဲ့ပုံလေးတွေကလည်းတကယ်အဆင်ပြေဗျသူတို့လောက်သွားတဲ့ mindset လေးတွေပြီးတော့သူတို့ရဲ့မှတ်ဉာဏ်ရတယ်သူတို့ဖြော်ထားတဲ့ခွက်တောင်သူတို့ဘယ်နေရာချလိုက်လဲဆိုတာဒါသူတို့အခုမှတ်မိရလေးမှတ်ဉာဏ်ကောင်းတယ်ဆိုတဲ့ဟာလေးတွေကိုကျွန်တော်သိရှိခဲ့ရပါခင်ဗျ